ဥဆောင်နေမှတ်ရလားဒါကြောင့်ရှေးဆုံးကနေနေတဲ့လက်တန်းကလေးကိုမှတ်လိုက်ပညာနဲ့ကိုယ်ွယ်သူဘာနဲ့ကိုယ်ွယ်သူဗုဒ္ဓဘာသာဘယ်နှမျိုးအားလုံးသိပြီပြောကြည့်ကြောင်းလို့ကိုယ်ွယ်သူဉာဏ်ပညာနဲ့ကိုယ်ွယ်သူဗုဒ္ဓဘာသာ၅မျိုးနော်ဒီကနေ့ဘုံဘုံတို့သူတော်ကောင်းတို့တတွေအဲ့ဒီလိုကိုယ်ွယ်မှုတွေမှာငါတို့တတွေဘယ်ထဲပါနေတယ်လို့ကိုစဉ်းစားဖို့မကောင်းဘူးလားသေမှာကြောက်တယ်တဲ့နော်ဆင်းရဲမှာကြောက်တယ်ပစ္စည်းဥစ္စာယရနာတွေဆုံးရှုံးမှာကြောက်တယ်အဲ့ဒီလိုကြောက်လန့်လို့တို့စီရီကြီးကိုလာပြီးတော့ရေရချေမယ်ပန်းနေလူမယ်စီမိတဲ့လူမဲ့ပြီးတော့ဆူတောင်းမယ်ဆိုရင်တော့ထိုပုဂ္ဂိုလ်ဟာဘာဖြစ်လို့ကိုယ်ွယ်တာကြောက်လို့ကိုယ်ွယ်တာနော်အဲ့ဒီလုံးမဟုတ်ပဲနဲ့ဘုရားတပည့်တော်ချီငါထားတဲ့ငွေတွေအတိုးကြီးကြီးနဲ့ချီထားတာတွေအတိုးလည်းပြန်ဆက်နိုင်ပါစေအရင်လည်းပြန်ဆက်နိုင်ပါစေဘုရားတပည့်တော်ပေးကမ်းထားတဲ့အရာမှန်သမျှပြန်ပြီးတော့ရပါစေသို့မဟုတ်ဘုရားတပည့်တော်ဒီနဲ့လှုပ်သမျှကိုင်းကတော့၎င်းရာကတော့၎င်းလေကတော့၎င်းပဲဒီလည်းရပါစေနန်းဒီလည်းအထွက်တိုးပါစေဇဘာတွေလည်းအထွက်တိုးပါစေလို့အဲ့ဒီလိုဆန္ဒတွေနဲ့တို့ဘုရားကြီးကိုလာပြီးဥချမယ်ရှ िख ိုးကြော့မယ်ဆိုရင်ဘာဖြစ်လို့ကိုယ်ွယ်တာလိုချင်လို့ကိုယ်ွယ်တာနော်နောက်တစ်ခုကပရိသတ်ရဲ့တို့ရဲ့အဖိုးအဖွားတွေကဗုဒ္ဓဘာသာအမေအဖေတွေကလည်းဗုဒ္ဓဘာသာအဲ့ဒီလိုဗုဒ္ဓဘာသာဖြစ်ပါလျက်နဲ့ငါတို့ကဖယားကိုလည်းမသွားဘူးကျောင်းကိုလည်းမသွားဘူးဥပုပ်လည်းမစောင့်ဘူးဘာသာရေးလည်းဘာမှမလုပ်ဘူးဆိုရင်တခြားလူတွေကကဲရဲကြလိမ့်မယ်ပြစ်တင်ကြလိမ့်မယ်အဲ့တော့တခြားသူတွေကဲရဲမှာဆိုလို့တခြားသူတွေအပြစ်တင်မှာဆိုလို့ဆိုပြီးတော့ဝက်ကြီးတန်ကြီးတာဝန်ကြီးယုံမြကျောင်းကိုသွားတယ်ဖယားကိုသွားတယ်အဲ့ဒီပုဂ္ဂိုလ်ကတော့ဘာကြောင့်ကိုယ်ွယ်တာမျိုးတွေကြောင့်ကိုယ်ွယ်တာအဲ့ဒီကိုယ်ွယ်မှု၃မျိုးကပရိသတ်ရဲ့ယုံနေတဲ့ကိုယ်ွယ်မှုဘာကိုယ်ွယ်မှုလဲယုံနေသောကိုယ်ွယ်မှုဘယ်နှမျိုးရတယ်၃မျိုးရတယ်ပြန်ပြောကြောက်လို့ကိုယ်ွယ်သူလိုချင်လို့ကိုယ်ွယ်သူမျိုးတွေကြောင့်ကိုယ်ွယ်သူအဲ့ဒီလုံးမဟုတ်ပဲနဲ့ကုသိုလ်ကောင်းမှုပြုလို့ရင်ငါတို့အတွက်ကောင်းကျိုးတရားကိုရမယ်အကုသိုလ်တွေကိုငါတို့ပြုလို့ရင်တော့ငါတို့အတွက်မကောင်းတဲ့အကျိုးတရားတွေကိုရမယ်ဒါကြောင့်ဗုဒ္ဓယေရနာဓမ္မယေရနာသံဃာယေရနာသုံးပါးကိုကိုယ်ွယ်စိတ်ကလို့ကောင်းမှုကုသိုလ်တရားတွေကိုငါတို့တတွေရအောင်ကြိုးစားမယ်အဲ့ဒီလိုကံရဲ့အကျိုးကိုယုံကြည်တယ်ဖယားတရားသံဃာယေရနာသုံးပါးရဲ့ဂုဏ်တော်တွေတရားတော်တွေကိုအကျွမ်းမဲ့ယုံကြည်တယ်အဲ့ဒီလိုယေရနာသုံးပါးကိုယုံကြည်ပြီးတော့ယုံကြည်နဲ့တပ္ပသိတ္တိဇိနာစေရီတော်မြတ်ကြီးကိုရောက်လာဥသုံးချိန်ချာဩဃာသတရှ िख ိုးကြောအဲ့ဒီလိုလာပြီးပူဇော်တဲ့ပုဂ္ဂိုလ်များကတော့တတ္တာတရားနဲ့ကိုယ်ွယ်သူဘာနဲ့ကိုယ်ွယ်သူအနည်းဆုံးတော့ကံရဲ့အကျိုးကိုယုံကြည်တာမှန်ရလားနောက်နံပါတ်5ပရိသတ်ရဲ့သူကတော့လေဒါကကောင်းတယ်ကောင်းမှုတရားငါလုံးမယ်ဒါကမကောင်းမှုမကောင်းတဲ့တရားပြုခြင်းကြောင့်ငါမလုပ်သင့်ဘူးရှောင်ခြင်းပဲကုသိုလ်အကုသိုလ်ကိုသိယုံနဲ့မကဘူးပရိသတ်ရဲ့ကုသိုလ်အကုသိုလ်ကိုကုသိုလ်တရားကိုပွားများအောင်လုပ်တယ်အကုသိုလ်တရားကိုမလုပ်မိအောင်ကြိုးစားတယ်မှန်ရလားသူရဲ့ပညာဉာဏ်နဲ့ဆုံးဖြတ်ပြီးတော့လေဒါကမကောင်းတာဖြစ်ခြင်းကြောင့်ငါရှောင်နိုင်အောင်ရှောင်မယ်ပရိသတ်ရဲ့ဒါကကောင်းတာဖြစ်ခြင်းကြောင့်ငါလှုပ်ဖြစ်အောင်လုပ်မယ်လိုက်ဆိုမကောင်းမှုတွေမှန်သမျှရှောင်ဖြစ်အောင်ရှောင်ရမယ်ကောင်းမှုကုသိုလ်မှန်သမျှလှုပ်ဖြစ်အောင်လုပ်ရမယ်ပြောကြည့်
မကောင်းမှုတွေမှန်သမျှရှောင်ဖြစ်အောင်ရှောင်ရမယ်လှုပ်ဖြစ်အောင်လှုပ်ရမယ်အဲ့ဒီလိုအတွင်းနဲ့ပရိသတ်ရဲ့မိမိတို့ရဲ့ဉာဏ်နဲ့ဆုံးဖြတ်နိုင်ပြီးတော့ကိုးကွယ်တာကပညာဉာဏ်နဲ့ကိုးကွယ်တာဘာနဲ့ကိုးကွယ်တာယုံကြည်မှုနဲ့ကိုးကွယ်သူရဲ့ပညာဉာဏ်နဲ့ကိုးကွယ်သူရဲ့အဲ့ဒီကိုးကွယ်မှုနှမျိုးကတော့ဒုပရိသတ်ရဲ့အမြတ်ဆုံးကိုးကွယ်မှုဘာကိုးကွယ်မှုလဲအဲ့ဒါသတိထားရမယ်ဒုပရိသတ်ရဲ့မှန်ရလားနံပါတ်1ကြောက်လို့ကိုးကွယ်သူနံပါတ်2နံပါတ်3ကောင်းသလားမကောင်းဘူးလားဒါဆိုရင်အဲ့ဒီကိုးကွယ်မှုမဖြစ်အောင်မလုပ်ရမှာရှောင်ကျင်ရမှာဒီဆရာတော်ကဓမ္မဂရိကပတ်စံပေါ်တယ်ဒီဆရာတော်ကတထေအဲ့တော့ဆရာတော်ကိုကတ်ထားမှကြည်ညိုလို့လားပရိသတ်ရဲ့ချမ်းသာလို့လားဆရာတော်ကိုကတ်ပြီဆိုရတာဘာလို့ခြင်းလို့လဲရင်းနှီးလာတယ်ကကြောင့်ဆရာတော်ဘုရားပတ်စံချီးပါဦးပထမတော့သသိန်းချီးတယ်ပရိသတ်ရဲ့တပည့်တော်တစ်လားလောက်ပဲကြာမယ်ဘုရားတစ်လားလဲကြာရောသသိန်းနဲ့2000လာလူတယ်ဘယ်လောက်လာလူတာအိုးသသိန်းကဘယ်လောက်တိုးသွားတာဟာကြားလိုက်တာဆရာတော်ဝမ်းနေသားလို့ဒီတစ်လားဖုံးပေအတွက်ကုန်ကြတက်တာပြီနော်ဒီလိုနဲ့ပရိသတ်ရဲ့ဆရာတော်ဘုရားနောက်လာလေတပည့်တော်2သိန်းလောက်ချီးပါဦးဘုရားဩ2သိန်းချီးရင်ဘယ်လောက်ရမှာ4000ကြီးများတော့ရပါဟာယူသွားဒကမရေဆိုပေးလိုက်တာ2သိန်းကြီးနောက်တလားလဲပြီးရောလာပြီးပေးတယ်2သိန်းနဲ့4000ဟိုးဘယ်လောက်လဲဘယ်လောက်တောင်ရတာဟာကြတယ်ဖုံးပေဘိုးလဲရတယ်ငါကွန်းဘိုးလဲရသွားတယ်ဆရာတော်ကသဘောတွေကြားလို့နောက်လာကြတော့လာတယ်ဆရာတော်ဘုရားတပည့်တော်ဘယ်လိုခက်ခဲရှိလို့10သိန်းလောက်လုပ်ပါဖေရ10သိန်းလောက်မကြပါဘူးဖေရ10သိန်းကြီးများပေးရင်တော့ဘယ်လောက်ရမှာအဲ့တော့ယူသွားဆိုပြီးတော့ပေးလိုက်တာပရိသတ်ရဲ့ယူသွားတဲ့နေ့ကစပြီးဒကမအကြောင်းပြန်မလာတော့ဘူးကဲဘယ်နဲ့လုံးမလဲအဲ့တော့တစ်လကြာလဲမလာ2လကြာလဲမလာတော့အစင်ဘုန်းကြီးကလေအဲ့ဒီဒကမကိုအိမ်လဲသွားရသူများသိအောင်ကြွေးတောင်းလို့လည်းဖြစ်ပါမလားအဲ့တော့ငါဒကမအိမ်လဲအောင်သွားအောင်မအိမ်ရောက်တော့ဒကမရေနေကောင်းများနေမကောင်းလို့လားနေများကောင်းရဲ့လားပေါ့เจ้าမရောက်တာလဲကြားလို့ဒါကြောင့်ဘုန်းဘုန်းကလိုက်လာတာဆိုအိမ်ရောက်ပရိသတ်ရဲ့ထိုင်စကားသမီးတွေပြောပါရင်ဒီချစ်တယ်ပါညာပေါ့ဒီလိုပြောပြီးဒကမရေဘုန်းဘုန်းရှိရယူသွားတဲ့ပတ်စံပြန်ရပါအောင်မလားအရှင်ဘုရား2ရက်3ရက်လောက်တော့စောင့်ပါအောင်ရတယ်2ရက်3ရက်လောက်ရရင်တော့လဲဆင်းပြေတာပဲပြန်လာခဲ့နောက်တစ်ခါ2ရက်3ရက်လောက်ကြာတော့မလာတော့လဲဘာလို့ရပြန်လဲဘုန်းကြီးအိမ်ကြွားရပြန်တယ်ဘာလို့ရတာဒီအိမ်ကိုဒီဘုန်းကြီးခဏကြွနေရင်ဘေးကအိမ်ကလူတွေဘာပြောမလဲဘေးအိမ်ကလူတွေဘာပြောမလဲခဏကြွနေကြည့်ကွက်ဟိုကလည်းတစ်ခုလိုက်လေဒီကလည်းဘုန်းကြီးကာလာသားလေပြောလာကုန်ပြီဟုတ်လားအဲ့တော့ဘုန်းကြီးခင်ဗျာပတ်စံလည်းမရဘေးကလည်းကဲရရှုံချတာခံရအဲ့တော့မထူးဘူးဆိုပြီးတော့ဘိုးအောင်တင်ဇလန်းခင်းရတယ်နော်ငါကဘိုးအောင်တင်နင်ကဒါကိုမမြင်နဲ့လှုပ်လိုက်တာမမြောက်ဝင်ပါသွားရောနော်အဲ့ဒါဘယ်ကစတာလိုချင်လို့ကိုးကွယ်မှုဘယ်ကစတာလဲအေးအဲ့ဒါမျိုးလဲတို့တရားဓမ္မတွေဖြစ်အောင်ပဲကြုံအောင်ပဲဒါကြောင့်မလို့ဘုံဘုံကအထူးသတိပေးပါတယ်ယုံညံ့သောကိုးကွယ်မှုဘယ်နှမျိုးလဲအဲ့ဒီ3မျိုးကိုမလုံးဖြစ်အောင်မကိုးကွယ်မိအောင်မလုပ်အောင်လဲရှောင်ရမယ်မြင့်မြတ်သောကိုးကွယ်မှု2မျိုးမြင့်မြတ်သောကိုးကွယ်မှု2မျိုးကိုးကွယ်ပြအောင်ကိုးကွယ်နိုင်အောင်ကြိုးစားကြရမယ်မှန်ရဲ့လားဒါကြောင့်မြတ်ဗုဒ္ဓရဲ့သာသနာတော်မှာဗုဒ္ဓဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုတတ္ထတရားထက်သန်စွာယုံကြည်စွာနဲ့ကိုးကွယ်စိတ်ကလို့ဒီပြစ္ဆုတ်ပံမှာပင်လည်းရဲ့အခွင့်အရေးတွေပြောင်းလဲသွားတဲ့ဇတ်တော်တာရကလေးလူရင်အချင်းကလေးပြောပြမယ်ရာဇကြိုးရွှေမြို့တော်မှာပရိသတ်ရဲ့ဘယ်မှာပါလိဘယင်ဗိမိသာရမင်းကြီးတိုင်းပြည်ကိုအုပ်ချုပ်စိုးစံတော်မူတဲ့အချိန်နဲ့အဲ့ဒီရာဇကြိုးမြို့ထဲမှာသူမနာလို့ခေါ်တဲ့
ပန်းဒါယကာလေးတဦးရှိတယ်ပန်း